Manchester United အသင်းမှာခြေစွမ်းပြနေတော့လေချီကျူးခံရခြင်းမရှိတဲ့အန်ဘူးမို့အားလုံးပဲမင်္ဂလာပါဗျာ Football and Family မှနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးရာဆိုရင်တော့ဘဒူးမှတတိမထားမိတယ်လို့ဘဒူးမှလည်းမထင်မှတ်ထားပါဘူးဘယ်သူမှချီကျူးစကားပြောဆိုတာမျိုးလည်းမရှိတဲ့အန်ဘူးမို့ဆိုရင်တော့သူ့အလုပ်ကိုလုပ်နေသေးပါအာဖရိကဖလားပြိုင်ပွဲရနေတော့ Manchester United အတင်းကိုပြန်လဲရောက်ရှိလာပြီးကြတဲ့တိုက်စစ်မှုဖြစ်တဲ့အန်ဘူးမို့ဆိုရင်တော့ Premier League 6ပွဲကစားပြီးရဲ့နောက်ပိုင်းမှာဂိုးပဝင်ပတ်သက်မှုမရှိတာဆိုရင်တော့တပွဲပဲရှိထားပါတယ်ဗျManchester City နဲ့ပွဲမှာဆိုရင်တော့သူဟာဆိုရင်တော့တကိုးတွင်းယူခဲ့တယ်။ Arsenal နဲ့ပွဲမှာဆိုရင်တော့တကိုးထပ်မှန်ပြီးတော့တွင်းယူခဲ့ရဗျ။ Fulham နဲ့ပွဲမှာဆိုရင်တော့အန်ဘူးမိုးဆိုရင်တော့ဂိုးပါဝင်ပတ်သက်ခြင်းကြောင့်မရှိထားဘူးဗျ။ Tottenham Hotspur အတင်းနဲ့ပွဲမှာဆိုရင်တော့တကိုးတွင်းယူပြီးတော့ West Ham အတင်းနဲ့ပွဲမှာဆိုရင်တော့တကိုးဖန်တီးထားတယ်ဗျ။နောက်ဆုံးကစားခဲ့တဲ့ Everton နဲ့ပွဲမှာဆိုရင်လည်းဂိုးဖန်တီးမှုတစ်ချိန်ပြုလုပ်ထားတယ်ဗျ။တိုက်စစ်မှုအန်ဘူးမိုးဆိုရင်တော့ Manchester United ရဲ့အကောင်းဆုံးခေါ်ယူမှုဆိုငင်းဖွယ်ရမရှိတလို့ပရီးမီးယားလိရဲ့အကောင်းဆုံးခေါ်ယူမှုတွေအထက်ကတစ်ခုဖြစ်တယ်ဆိုတာတက်တည်ပြနေရလို့ပြောရင်ယုံမှမလားဗျအားလုံးပဲကျေးဇူးတင်ပါ